American တမန်ကိုပြန်ကြည့်လိုက်ရင်တမရတွေအများကြီးရှိခဲ့တာပေါ့ဒါမဲ့တလုံးအိမ်လေးတလုံးထဲမှာမွေကိုဘာသာကိုစားတင်ပြီးတိုင်းပြည်ရဲ့အမောင်မိုက်ဆုံးအကျင့်ကိုဥဆောင်ကြော်ဖြတ်ခဲ့တဲ့သူကတော့တယောက်ပဲရှိခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ Abraham Lincoln ရဲ့ခေါင်းဆောင်မှုနောက်ွယ်ကအန်အော်တီယာကောင်းတဲ့ဇလန်းကိုတင်ဆက်ပေးခြင်းပါတယ်ကြည့်ပါဦးဒီစကားလုံးတွေကပြည်တဲ့စစ်ကြောင်စုပ်ပြတ်တတ်နေတဲ့တိုင်းပြည်တစ်ခုကိုပြန်ပြီးစီးလုံးအောင်ကြိုးစားနေတဲ့ခေါင်းဆောင်တယောက်ရဲ့လှုံသားတွေကနေထက်ကြလာတဲ့စကားတွေပါဆိုတော့စဉ်းစားစရာကအခန်းထဲပါတဲ့တက်လုံးအိမ်လေးတွေကနေလာတဲ့လူတယောက်ကဒီလောက်ကြီးကျယ်ခံထားတဲ့စာနာမှုနဲ့ဉာဏ်မြင်မျိုးကိုဘယ်ကနေမှရခဲ့တာလဲကဲသူ့ရဲ့ခရီးလမ်းဘယ်ကနေစခဲ့တယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်အရင်ဆုံးတော့လင်ကွန်ဆိုတဲ့လူတစ်ယောက်ကိုပုံဖော်ခဲ့တဲ့အခြေခံအုံးမြစ်တွေကိုလေ့လာကြည့်ရအောင်သူရဲ့ရိုးရှင်းလာတဲ့ဘဝအစနေခေါင်းဆောင်တစ်ယောက်ဖြစ်လာစေမဲ့အရေးအသွေးတွေဘလို့မျိုးမွေဖွာလာခဲ့တယ်လဲဆိုတာကိုကြည့်ကြတာပေါ့ဒီချိန်မှာတိုင်းတွေကကိုကဇလန်ကပုတ်လို့ပါပဲစင်ရမွေးတင်မှုကြားကနေကိုတုကိုချွန်ပြီးစာအုပ်တွေကြားထဲမှာအသိပညာကိုရှာဖွေခဲ့တယ်အလောက်ကျန်းနေလို့ရနေကကိုဘာသာကိုရှိနေတဲ့အအောင်သင်ယူခဲ့တယ်နောက်ဆုံးမှာတော့နိုင်ငံကြီးလောကတဲ့ကိုဝင်ရောက်ပြီးအမေရိကန်ရဲ့အမြင့်ဆုံးနေရာအထိရောက်အောင်စ조사ခဲ့သူပေါ့သူ့ဘဝရဲ့အစိုးပိုင်းကာလတဲ့ကသူ့ရဲ့ဇွဲလုံးလာကိုတက်တဲ့ပြနေတာပါပဲသူတမမဖြစ်ခင်ကတည်းကသူ့ကိုရိုးသားတဲ့အိပ်ဆိုပြီးလူသီးများခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့မှာတရားမျှတမှုကိုမြင်နိုးတဲ့စိတ်တခြားသူတွေရဲ့ခံစားချက်ကိုနားလည်ပေးနိုင်တဲ့ကိုချင်းစာတရားပြီးတော့ရှုပ်ထွေးတဲ့ပြဿနာတွေကိုတောင်ပုံမြင်လေးတွေနဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပြနိုင်တဲ့အရေးချင်းတွေရှိနေလို့ပါပဲဒီအရေးတွေကနောက်ပိုင်းမှာသူ့ရဲ့ခေါင်းဆောင်မှုအတွက်အခိုင်အမာဆုံးအုတ်မြစ်တွေဖြစ်လာခဲ့တာပေါ့ဒီစကားလေးတစ်ခုကသူ့ရဲ့ဟာဒညာနဲ့နှိမ်ချတတ်တဲ့စိတ်ထားကိုကွက်ကွက်ကွန်းကွန်းဖော်ပြနေတာပဲသူဟာသူ့ကိုယ်သူတော်ဟာဒလို့ပြီးတင်းမရဲ့အခြေအနေတွေကိုပေါ်ပါသွားအောင်လုပ်နိုင်ခဲ့တဲ့သူပါဒီလိုလူသားဆန်တဲ့အရေးတွေကပဲလူတွေသူ့ကိုချစ်ခင်စေခဲ့တဲ့အကြောင်းရင်းတစ်ခုကြည့်ခဲ့ပါတယ်โอเคအခုတော့လင်ကွန်ကိုနိုင်ငံရေးဇက်ခုံပေါ်ဖြန့်လက်ခေါ်ဆောင်လာခဲ့ပြီးတိုင်းပြည်တစ်ခုလုံးကိုနစ်ချမ်းကွဲဖားစေမဲ့ပฏิပတ်ခါကြီးအဲ့ဒါကတော့ကျွန်းစနစ်ပြဿနာဘက်ကိုကူးပြောင်းကြည့်ရအောင်သူ့ရဲ့ဒီတွေးကွဲနေတော့အိမ်မိခွင်းဟာတကယ်ကို prophet ပြူလိုက်တယ်လို့ပါပဲလင်ကွန်းကတိုင်းပြည်ဟာကျန်းစနစ်နဲ့လွတ်လပ်မှုဆိုပြီးထာဝရနစ်ချမ်းကွဲနေလို့မရဘူးဆိုတာကိုကြိုမြင်ခဲ့တာပါဒါလာမဲ့မုန်တိုင်းကြီးတော့တတိပေးခေါင်းလောင်းစံတစ်ခုဖြစ်ခဲ့ပါတယ်လင်ကွန်နဲ့သူ့ရဲ့ plan ဘတ်ဒေါဂလတ်တို့ရဲ့အဓိကသဘောထားကွဲလဲမှုကဒီမှာပဲလင်ကွန်ကဂျွန်စနစ်ကိုနေမြေတစ်တေစီပြနှံခွန်လုံးဝမပေးသင့်ဘူးလို့ပြက်ပြက်သားသားယက်တီခဲ့တဲ့ဒေါဂလတ်ကအဲ့ဒီဒေတာကလူတွေကပဲသူတို့ဘာသာဆုံးဖြတ်ပါစေဆိုတော့ popular sovereignty ကိုထောက်ခံခဲ့တာပေါ့ဒီစကားစစ်ထိုးပွဲမှာလင်ကွန်ရှုံးနေခဲ့ပြီမဲ့သူ့ရဲ့ပြက်သားတဲ့ယက်တီချက်ကြောင့်ထနိုင်တလုံးရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်ဒါနိုင်ငံရေးလောကကတကယ်ကိုအားသင့်စရာကြီးတစ်ခုပါပဲနာမည်ပိုကြီးပြီးအတွေ့အကြုံပိုရှိတဲ့ပြိုင်ဘက်တွေကိုချော်ဖြတ်ပြီးတော့အပြန်လူတယောက်လိုဖြစ်နေတဲ့လင်ကွန်က Republican Party ရဲ့တမရလောင်ဖြစ်လာခဲ့တယ်။အဲ့ဒီဖြစ်ဖြတ်ကပဲတိုင်းပြည်ကိုစစ်ပွဲစီဥတီသွားစေမဲ့အခင်းချင်းကိုဖန်တီးလိုက်တာပါပဲ။ကဲဒီလိုနဲ့တမရဖြစ်လာတဲ့အခါမှာတော့လင်ကွန်တယောက်တိုင်းပြည်ရဲ့တမိုင်းမှာအချမ်းအဆုံးဖြစ်တဲ့ပြည်တွင်းစစ်မီးတော်တွေကြားကသူ့ရဲ့ခေါင်းဆောင်မှုကိုဘယ်လိုပြသခဲ့လဲဆိုတာလေ့လာကြည့်ကြရအောင်။စစ်ပွဲရဲ့ရည်ရွယ်ချက်ဟာလင်ကွန်ရဲ့ခေါင်းဆောင်မှုအောက်မှာအဆင့်ဆင့်ပြောင်းလဲလာခဲ့ပါတယ်။အစပိုင်းမှာတော့ပြည်ထောင်စုကိုပြန်လည်ပေါင်းစည်းဖို့ဆိုတဲ့နိုင်ငံရေးရည်မှန်းချက်တစ်ခုသာဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒါဟာဂျွန်စနစ်ကိုအပိဓာအဆုံးသတ်ဖို့ဆိုတဲ့ကိုကျင့်တရားဆိုင်ရာတိုက်ပွဲတစ်ခုအဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်ဒီကျန်လွတ်မြောက်ရေးကြေညာချက်ဟာစာရွက်ပေါ်ကစကားလုံးတွေတတ်မဟုတ်ခဲ့ပါဘူးဒါဟာစစ်ပွဲရဲ့လာရာကိုလုံးဝပြောင်းပြန်လမ်းပစ်လိုက်တဲ့တမိုင်းဝင်လက်နက်တစ်ခုဖြစ်ခဲ့ပါတယ်ဒီလိုရဲ့ကြောင့်စစ်ပွဲကပြည်ထောင်စုကိုကယ်တင်ဖို့တတ်မဟုတ်တော့ပဲလူသားအလုံးရဲ့လွတ်လပ်ခွင့်အတွက်တိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်စစ်မြေပြင်ကတနတ်တွေအမြောက်တွေထပိုပြီးအစွမ်းထက်ခဲ့တာကတော့လင်ကွန်ရဲ့စကားလုံးတွေပါပဲဒီခါမှာတော့သူဟာစကားလုံးတွေကိုဘလို့အသုံးပြုပြီးတိုင်းပြည်ရဲ့ရည်မှန်းချက်ကိုပြန်လည်ပုံဖော်ခဲ့တယ်လဲဆိုတာကိုကြည့်ကြပါမယ်ဒီစကားလုံးတွေနဲ့လင်ကွန်ဟာပြည်တွင်းစစ်ရဲ့အဓိပ္ပာယ်ကိုတစ်ဆင့်မြင့်တင်ပေးလိုက်တာပါသူကပြောလိုက်တယ်လဲဆိုတော့စစ်သားရဲ့အသက်စတေးမှုဟာတိုင်းပြည်ကိုစတင်တည်ထောင်ခဲ့တဲ့လူဟာလုံးတန်းတူညီမျှမှုဆိုတဲ့ကြီးမြတ်တဲ့စိတ်ကူးတစ်ခုကိုကာကွယ်ဖို့ဖြစ်တယ်လို့ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်သူမင်းခွင်းရဲ့အဆုံးသတ်မှာတော့လင်ခွင်းကအနာဂတ်အတွက်မျှော်လင့်ချက်အလင်းရောင်တစ်ခုကိုပေးခဲ့ပါတယ်ဒီတွေးထွက်တန်ရုံမှုတွေကနေလွတ်လပ်မှုဤမွေးဖွားခြင်းအတက်တစ်ခုပေါ်ထွက်လာရမယ်လို့သူကကြေညာခဲ့ပါတယ်ဒါဟာပြည့်စည်မှုတွေကြားကနေပိုကောင်းတဲ့အမေရိကန်နိုင်ငံတစ်ခုကိုတိစောက်ဖို့အတွက်ကတိကဝတ်တစ်ခုပါပဲစစ်ပွဲကြီးပြီးဆုံးသွားပေမဲ့အလောက်ကမပြီးသေးပါဘူးအခုစစ်ကွဲပြီးတိုင်းပြည်ပြန်လဲထူထောင်ရေးအတွက်လင်ကွန်ရဲ့အမေနဲ့သူခြံထားခဲ့တဲ့တီးတန့်ခိုင်မဲတဲ့အမွေနဲ့တဲ့အကြောင်းကိုဆက်ပြီးဆွေးနွေးကြရအောင်လင်ကွန်ရဲ့စစ်အပြီးအစီအစဉ်ကလက်စားချေဖို့မဟုတ်ခဲ့ပါဘူး
ပြန်လဲကူစားဖို့တာဖြစ်ပါတယ်။တောင်ပိုင်းကိုပြင်းပြင်းထန်ထန်ပြီးပေးမယ်အစားတိုင်းပြည်ရဲ့တန်ရာတွေကိုကျက်စေပြီးညီကိုတွေလိုပြန်လဲစီလုံးညီညွတ်ဖို့ကိုပဲသူကအာရုံစိုက်ခဲ့ပါတယ်1865ခုနှစ်မှာတော့လင်ကွန်းဟာသူ့ရဲ့အကြီးမားဆုံးသောရည်မှန်းချက်တစ်ခုကိုအထက်မြောက်အောင်မြင်ခဲ့ပါတယ်။အဲ့ဒါကတော့တိုင်းပြည်ရဲ့အခြေခံအုံမြင့်ထစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဂျွန်စနစ်ကိုထာဝရတာမြင့်မဲ့73ကျင်းမြောက်ပြင်ဆင်ချက်ကိုအတည်ပြုနိုင်အောင်ဦးဆောင်ခဲ့တာပါပဲလင်ကွန်းရဲ့တက်ရောက်မှုဟာဥပဒေတွေထက်အများကြီးကျော်လွန်ခဲ့ပါတယ်။သူကအထင်ရှားဆုံးလူမြဲခေါင်းဆောင်တဦးဖြစ်တဲ့ Frederick Douglass ကလင်ကွန်းဟာသူ့ကိုအယောင်စင်းနဲ့မခွဲခြားပဲလူသားတယောက်အနေနဲ့လေးစားစွာဆက်ဆံခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါဟာသူ့ရဲ့ကိုချင်းတရားဆိုင်ရာခေါင်းဆောင်မှုကိုရှင်းရှင်းလင်းလင်းဖော်ပြနေကြပါပဲလင်ကွင်းရဲ့ဩဇာလွှမ်းမိုးမှုဟာအမေရိကန်နိုင်ငံရဲ့နေနိမိတ်ကိုတော့ကျော်လွန်သွားခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းကလတ်လတ်မှုကိုမြတ်နိုးသူတွေကသူ့ကိုမျောလင်းချက်ရဲ့ပြာရုပ်တစ်ခုဖြစ်ရှုမြင်ခဲ့ကြပါတယ်။အီတလီရဲ့သူရဲကောင်းကာရီဘော်ဒီရဲ့ဒီစကားတွေကတတ်တယ်ပါပဲ။ဒီတင်ဆက်မှုကိုတော့မဲခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။တဘောထားကွဲလွဲမှုတွေစိတ်ဝမ်းကွဲမှုတွေနဲ့ပြည့်နေတဲ့ဒီနေ့ခေတ်ကဘာကြီးမှာတိုင်းပြည်တစ်ခုရဲ့တန်ရာတွေကိုကူးစားဖို့ဆိုရင်ဘယ်လိုခေါင်းဆောင်မှုမျိုးလိုရမလဲ။လင်ကွင်းရဲ့အမွေနိကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူနိုင်မလဲဆိုတာစဉ်းစားစရာပါပဲ။